အားလုံးပဲမင်္ဂလာပါနော်အမနောက်တစ်ခုပြောချင်တာကခလေးတွေလေအလုပ်ထွက်ချင်တယ်ဒီအလုပ်ကိုမကြိုက်ဘူးအလုပ်ထွက်ချင်တယ်ဆိုပြီးတော့အဲ့လိုပြောတယ်ပေါ့နော်ပြောတဲ့အခါကျရင်ဒီစင်ကာပူအေဂျင့်ကသွားတွေ့တာမျိုးသွားတွေ့ပြီးတော့လက်မှတ်ထိုးခိုင်းတာမျိုးတွေလုပ်တတ်တယ်နော်တထေးကကိုအလုတ်ထုတ်တယ်မကြိုက်ဘူးဆိုရင်တော့ဒါဇလန်းနောက်တစ်ခုပေါ့နော်အဲ့ဒါဆိုရင်တော့သူတို့နေကိုလက်ခလေးတွေကိုလက်မထိုးခိုင်းဘူးတကယ်လို့ကိုရိုင်းကဒီ agent ကိုပြောပြီးတော့ငါဒီလို့မကြိုက်ဘူးငါ့ကိုနောက်အလုပ်ရှာပေးပါအဲ့လိုမျိုးတွေပြောလာတဲ့အခါမှာ agent တွေကလက်မှတ်ထိုးခိုင်းကြတယ်ပေါ့နော်ဘာဖြစ်လို့လက်မှတ်ထိုးခိုင်းလဲသိလားဘာဖြစ်လို့တထေးကအလုတ်ထုတ်တာမဟုတ်ဘဲနဲ့ကိုရိုင်းအလုတ်ထွက်ချင်တယ်ဆိုရင်သူတို့ကလည်း proof တစ်ခုယူရတာပေါ့နော်အဲ့ခါကျရင်လက်မှတ်ထိုးခိုင်းတယ်အလုတ်သမားတွေကိုလက်မှတ်ထိုးခိုင်းတယ်အဲ့လိုလက်မှတ်ထိုးလိုက်တာကကိုရိုင်းအလုတ်ထွက်တာပါနော်အဲ့ဒါဆိုရင် fees refund ပြန်တောင်းဖို့အရာကအဆင်မပြေပါဘူးเนาะတချို့ကတော့ဒီလိုမျိုးလက်မှတ်ထိုးပြီးပြီဆိုပေမဲ့လည်းအဆင်မပြေထွက်သွားတဲ့အခါပေါ့เนาะသူတို့900 1000အဲ့လိုမျိုးပေါ့သူတို့အဆင်ပြေသလိုညှိပြီးတော့ refund ပေးတယ်ပေါ့เนาะဒီ total fee ရဲ့တော့လုံးဝပြန်မရပါဘူးเนาะအဲ့လိုလက်မှတ်ထိုးတဲ့ကလေးတွေတခုတိထားပါဘာဖြစ်လို့လဲဆိုတော့ဒီလက်မှတ်ထိုးလိုက်တာကအဲ့စာပဲပေါ်မှာဘာရေးထားတာလဲတေချာတိပေးပါเนาะကိုရိုင်းကအလုပ်အစ်စ်ကိုပြောင်းချင်လို့ကိုက request လုပ်ပြီးလက်မှတ်ထိုးလိုက်တာက resignation letter ပါเนาะအလုပ်ထွက်စာ termination letter မဟုတ်ဘူး termination letter ဆိုတာကအလုပ်အထုတ်ခံရတာเนาะကို terminate လုပ်တာလေเนาะresign လုပ်တယ်ဆိုရင်ကိုရိုင်းက request resign လုပ်တယ်ဆိုရင်ဒီ agency fee ကပြန်မရပါဘူးအဲ့ဒါလေးတစ်ချက်သိပေးပါတချို့ကလည်းမြန်မာလိုရေးထားတဲ့စာကိုလက်မှတ်ထိုးခိုင်းတာပါတချို့ကတော့အင်္ဂလိပ်လိုတရုတ်လိုတွေပါတယ်ဆိုရင်လည်းနားမလည် Google ခောက်ကြည့် Google Translate ရှိရလေနော်နားမလည် Google ခောက်ကြည့်မှဘာရေးထားရလဲလို့ဟုတ်တယ်မလားဘာမှမသိပဲနဲ့လက်မှတ်ထိုးပြီးတော့မှအမကြီးကျမကအလုပ်ထွက်တာမဟုတ်ပါဘူးအေဂျင့်ကဒီစာရွက်ကိုလက်မှတ်ထိုးပေးမှအလုပ်သစ်ရှာပေးမယ်ဆိုလို့လက်မှတ်ထိုးပေးလိုက်တာပါဆိုပြီးတော့အမကိုပြန်ပြီးတော့ပြဿနာရှာလို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့တကယ်ဖြစ်တဲ့အခြေအနေမှာအမအဲ့မှာမရှိဘူးအမမသိဘူးဘာကိစ္စတွေဖြစ်ခဲ့တယ်ဆိုတာเนาะလက်မှတ်ကိုထိုးပေးလိုက်ပြီးတော့မှကိုကအလုပ်ထွက်တာမဟုတ်ဘူးအေဂျင့်ကဒီလက်မှတ်စာရွက်ကိုလက်မှတ်ထိုးပေးမှအလုပ်ကိုထပ်ရှာပေးမယ်လို့ပြောလို့ထိုးပေးလိုက်တာပေါ့နော်အဲ့လိုမျိုးပြောတယ်နော်ဒါပေမဲ့ဒီဘက်ကအေဂျင့်ကကြတော့အမစီဆက်သွယ်တာကဒီကလေးကအလုပ်အစ်စ်လိုချင်လို့အလုပ်ပြောင်းခိုင်းလို့သူ့ကိုအလုပ်ထွက်စာကိုလက်မှတ်ထိုးခိုင်းတာပါပေါ့နော်အဲ့လိုမျိုးပေါ့ဇလန်းကဒီလိုမျိုးဟိုဘက်ဒီဘက်ရှိရဆိုတော့ဒါတစ်ချက်လောက်တော့ကိုနားလည်ကြပါကိုထိုးတဲ့စာရွက်ကဘယ်ဒိတ်ပဲလဲနော်တကယ်လို့အလုပ်ထွက်စာလားအလုပ်ထုတ်ခံရတဲ့စာလားအလုပ်ကိုပါတာကိုထွက်တဲ့စာကိုလက်မှတ်ထိုးရင် agency ပြည်တရားမှပြန်မရဘူးเนาะအဲ့ဒါလေးတစ်ချက်သိထားပေးပါအဲ့ဒါလေးပြောချင်တာပါရှင်ကျေးဇူးတင်ပါတယ်